အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရွှေပါရမီကျော်မြန်မာမှုပတိပုကုလုပ်ငန်းနဲ့ပြန်လည်ကြိုဆိုပါရရှင်ဒါလေးကတော့နာယကဆရာကြီးဦးစံသိန်းပုံစံလေးပါနော်မျက်မှန်လေးပါအသေးစိတ်ဒီလေးကြတက်ဆင်ပေးတာပါတဘာဝကြပေါ့သူကတော့ဆက်စလက်မအထိုင်ရှိပါတယ် fiber glass နဲ့ပြုလုပ်ပေးထားတာပါfiber ရဲ့အားသာကြတော့ပေါ့ပေါ့ပါပါအလွယ်တကူလဲမကျိုးဘူးပေါ့နော်ရေဒီပါတွေတေချာလေးစီကြောတန့်စီခြင်းလည်းရပါတယ်ရှင်အဖရုပ်လုံးတော့နေလဲသက်ရှင်လက်မအထိုင်နေပဲပေါ့နော်ဒါလည်း fiber glass ဒီလိုပလင်ဖုံလေးနဲ့တွဲရမယ်ဆိုလို့ရှိရင်တော့20လက်မရှိတာပေါ့နော်ပလင်ဖုံလေးဆိုရင်တစ်စီဒီလိုလုံးတော့အထိုင်ပဲဆိုရင်တစ်စီရှိပါတယ်ရှင်ဒါကတော့နမင်းပုံလေးပေါ့နော်နမင်းပုံပေါ့နော်စမ်းတယ်လေးပါသူကတော့ဒီလက်ပလတ်စတာလေးနဲ့ပြုလုပ်ထားတဲ့ပုံလေးသူကတော့ဒီအောက်ခွာနေပြီးတော့ပေါ့ဥစ္စာ20လောက်ပါနေကျမတို့လေးကွန်မန့်အောက်မှာလာမိထားကြလို့ဈေးနှုန်းလေးကဘယ်လောက်လဲဘယ် site တွေရှိတာလဲလို့မိထားတဲ့ဆရာဆရာမကြီးတရားနေပဲကျမပြန်ပြီးမယ်နော်ဈေးနှုန်းလေးကကြတော့လေဒီ TikTok မှာကြတော့ပြောလို့ရှိရင်ခံမှာဆိုလို့ပါရှင် TikTok CD ကနေဖြစ်ဖြစ်ကျမတို့ Viber ဖုန်းနံပါတ်ဖြစ်တဲ့39 2629 5655ကိုဖြစ်စီဆက်သွယ်မင်းနဲ့စုံစမ်းနိုင်ပါတယ်ရှင်ညီပြီးအချိန်မဆိုတိလို့တမျှကိုဝယ်သည်ဖြစ်စီမဝယ်သည်ဖြစ်စီဆက်သွယ်မင်းများနိုင်ပါတယ်ရှင်လိပ်စာလေးကိုသိချင်နေဆိုရင်တော့ရန်ကုန်တိုင်းမြောက်ကလာပါမြို့နယ်ဝစီယာ9လမ်းမှာကျမတို့ရွှေပါရမီကျော်ဆိုင်တန်းလေးရှိပါတယ်ရှင်တခြားသောမိမိလိုချင်တဲ့ site မိမိလိုချင်တဲ့ပုံသူကိုဖြစ်စေကျမတို့ရွှေပါရမီကျော်ကနေပြီးတော့အယောအစားနဲ့ပုံသူဆိုရင်လည်းမတူမချင်းပေါ့နော်အယောအစားနဲ့ထုတ်လုပ်ပေးပါတယ်အာမခံချက်ပြင်းနဲ့ထုတ်လုပ်ပေးပါတယ်ရှင်ကျမတို့ရှိမှာ fiber billet plaster အင်္ဂရီဆိုပြီးတော့3မျိုး3စားနဲ့ပြုလုပ်ပေးပါတယ်ရှင်ဈေးနှုန်းလေးတွေကတော့တစ်မျိုးနဲ့တစ်မျိုးမတူဘူးပေါ့နော်